ဂျာမနီလာပြီးတက္ကသိုလ်တက်မယ်ဆိုရင် public တက္ကသိုလ်ကိုသွားမှာလား private တက္ကသိုလ်ကိုသွားမှာလားရွေးဖို့ဖြစ်ပါတယ်မင်္ဂလာပါဒီနေ့ပြောချင်တာကတော့ဂျာမနီလာပြီးတက္ကသိုလ်တက်မယ်ဆိုရင် public တက္ကသိုလ်ကိုသွားမှာလား private တက္ကသိုလ်ကိုသွားမှာလားရွေးဖို့ဖြစ်ပါတယ် public တက္ကသိုလ်တွေဟာပြီးခဲ့တဲ့နှစ်ပေါင်း900နဲ့650အတွင်းမှာတည်ထောင်ခဲ့တာဖြစ်တဲ့အတွက်အစဉ်လာကြီးမှာပါတယ်အဲ့ဒီပြင်ကိုတက္ကသိုလ်ရဲ့အရေးသွေးလည်းမြင့်မာပါတယ်အဲ့ဒီပြင်ကိုကဘာတဝမ်းကလည်းကဘာအဆင့်ထဲမှာအမြဲတမ်းထိတ်တန်းမှာပါနေကြပါ private တက္ကသိုလ်တွေကတော့အရှိဂျာမနီနဲ့အနောက်ဂျာမနီနိုင်ငံပေါင်းပြီးတဲ့အချိန်ကနေစပြီးပေါ်လာကြတဲ့တက္ကသိုလ်တွေဖြစ်ပါတယ် private တက္ကသိုလ်တွေကိုသွားတာကတော့ဥပမာအားဖြင့်အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့အစီအစဉ်တွေအတန်းငယ်တွေဒါမှမဟုတ်ပြည်သန့်အထူးပြုထားတဲ့ဘာသာရပ်တွေကိုရှာဖွေနေတဲ့ကျောင်းသားတွေအတွက်သင်တော်ပါတယ်အဲ့ဒီအပြင်ကိုတချို့သောမြန်မာကျောင်းသားတွေဟာ public တက္ကသိုလ်ကိုဝင်ဖို့လို့အတွက်ဘာသာစကားကြောင့်ပညာရေးချင်းကြောင့်ဝင်ခွင့်စည်းကမ်းကြောင့်ဝင်ခွင့်မရဘဲအခက်အခဲရှိနေတယ်ဆိုရင်လေထိုကျောင်းသားတွေအတွက်ပုဂ္ဂလိကတက္ကသိုလ်သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်လို့များအသေးစိတ်သိချင်တာရှိခဲ့လို့ရှိရင် ACOT မှာမေးမြန်းနိုင်ပါတယ်